ကဲကောင်လေးတယောက်ကနေပြီးတော့ခမိုင်မိုင်အထာကြကြဘီဂျဲတယောက်ဖြစ်သွားစေမယ်ရေမွေး Tom Ford ရဲ့နာမည်ကဖတ်လိုက်ပါကျွန်တော်ဘန်းကမှာဆိုလို့အများကြီးမပြောတော့ဘူး Fabulous ပေါ့ Ford ဒီမှာဆိုလို့ရှိရင်ကျွန်တော် line တွေကတော့အများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်မြင်တာပြပြမယ်နှစ်မျိုးပဲခွဲလိုက်ရိုးရိုး line ရယ် private line ရယ်အဲ့နှစ်ခုမှာအဓိကကွာတာတော့ဈေးပဲဗျအဲ့တော့ဒီကောင်ကတော့ private line ထဲမှာပါတယ် private line တွေကတော့အနည်းဆုံးကျွန်တော်တို့10သိန်းလောက်ကနေပြီးတော့30ကျားကိုပြေးနေတဲ့ရေမွေးတွေဒီကောင်မှာဆိုလို့ရှိရင်လည်းနှစ်မျိုးကွဲသေးတယ်ဗျတချို့ဟာဒီမှာဆိုလို့ရှိရင်ဒီနေရာမှာ sensor လောက်ထားတယ်ဒါပေမဲ့ကျွန်တော်ပလင်းမှာတော့ sensor မလောက်ထားဘူးအဲ့တော့နှစ်ခုမှာဆိုလို့ရှိရင်ဒီကောင်ကနည်းနည်းလေးပို့ပြီးတော့ရှားခတ်တယ်အနံ့ကအရင်တိတာလောင်ကွာတာမဟုတ်ပေမဲ့နည်းနည်းလေးမတိမတာကွာတဲ့ဘိုင်းလေးတွေတော့ရှိတယ်ကျွန်တော်အဲ့ဒါတော့နောက်မှပြောပြပေးမယ်ဆိုတော့ဒီကောင်ကိုပဲကျွန်တော်တို့ပေးရတဲ့ဈေးနဲ့တန်လားမတန်လားဆိုတာကိုတစ်ချက်ကြည့်ရအောင်ဗျအဲ့တော့အပြင်ပိုင်းပလင်းပုံစံနေကျွန်တော်တို့တစ်ချက်ကြည့်ရအောင်အပြင်ပိုင်းပလင်းကတော့ဒီကောင်ကကျွန်တော်တို့ဘူးအမှားသားနဲ့လာတဲ့ဒီဇိုင်နာတွေရဲ့ထုံးစံအတိုင်းပဲအရင်ကြီးတော့ကျွန်တော်တို့အလှဆင်သားတွေမရှိဘူးအဲ့တော့ဘူးကတော့ကျွန်တော်တို့တာမန်လောက်ပဲအဲကိုကျွန်တော်တို့တစ်ချက်ကြည့်ရအောင်ဆိုတော့ဝါပလင်းကတော့နည်းနည်းလေးတော့အထာကြသလိုတော့ခံစားရတယ်ဗျ100မီလီဆိုတော့ပလင်းကြီးကတော့ A stone ကြီးပဲပလင်းကတော့ခက်ခက်ညံ့ညံ့ကြီးပဲဗျပလင်းဒီဇိုင်းလေးကတော့မစိုးဘူးဒါပေမဲ့အရင်ကြီးတော့လှလှပပမဟုတ်ဘူးပေါ့နော်ဆိုတော့ဒီကောက်ရဲ့အနှံ့ကျွန်တော်တစ်ချက်စမ်းကြည့်ရအောင်ဒီကောက်ရဲ့အနှံ့ကကြာကျွန်တော်အယ်မွန်ကိုဖွင့်ထားတာအဲ့တော့ဒီကောက်ရဲ့အနှံ့ကိုကျွန်တော်ဘာတွေပါတယ်မပြောတော့ဘူးအဲ့ဒါ brother တို့ရှာကြည့်လို့လေရတယ်ဒီကောက်အနှံ့သွားတဲ့ပုံစံခက်ထုံထုံသွားတယ်ကွဲထွက်တဲ့ပုံစံသွားတယ်ဆိုတော့ထုံမယ်ခက်ထုံထုံဖြစ်တယ်ကွဲထွက်တဲ့ပုံစံသွားတယ်ဒါပေမဲ့ကျွန်တော်ဒီရေမွေးကိုဝယ်မယ်ဆိုလို့ရှိရင်တတိပေးစရာတစ်ခုရှိတယ်ဒီရေမွေးက left for hate ရေမွေးပဲကြိုက်တဲ့လူကလည်းတအားကြိုက်ပြီးတော့ပေးရတဲ့ဈေးကိုကျွန်တော်နှစ်ဆလောက်တောင်ပေးခြင်းစိဖြစ်သွားလောက်စေမယ်ရေမွေးမကြိုက်တဲ့သူကလည်းကြိုက်မှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ထင်တယ်ကိုကဒီ BJ ဆန်ဆန်နေတတ်တယ်ပြီးတော့တခြားလူတွေနဲ့ကွဲထွက်တဲ့အနက်မျိုးဟိုမှာလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီရေမွေးကိုကြိုက်လိမ့်မယ်ဗျ